စဉ်းစားတော့ခေါင်းအောင်ကြိုက်တယ်ပြင်းတယ်ဘယ်ဟေးဒီဖတ်တယ်ဆိုတာအရန်ပျော်စရာကောင်းတာနော်ပြောညံလဲကောင်းတယ်ဟိုဖိုးလုံးတွေကဒီတိုင်းမစော့ကျင်ဘူးဆိုရင်ဟိုမမတို့နှစ်ဖူးတောက်တိုင်းစော့မယ်လေနော်မမလည်းမစော့တဲ့ဘောဆိုတော့တားလည်းရုံပါဘောဟုတ်တာပဲထားရတယ်ပြီးတော့ထားစော့ဖို့တော့ခေါ်တာကျွန်တော်ကတခါမှအဲ့လိုမစော့ဘူးဟောအဲ့လိုမျိုးတခါမှမစော့ဘူးလို့အခုလိုအားတဲ့အချိန်မှာထားစော့ဖို့ခေါ်ရတာဗောကိုကြီးရတို့ရဲ့နော်ဘယ်ဟေးဒီဖတ်တယ်ဆိုတာလေအရန်ပျော်စရာကောင်းတာတကယ်စိတ်ဝင်စားဖို့ကောင်းတဲ့ကစားနေဟောလို့စိတ်ဝင်စားမကောင်းအောင်မှန်တာမင်းတို့ကမေးတယ်စဉ်းစားရတာမလေးခေါင်းအောင်ကြိုက်တယ်ဖိုးလုံးရဲ့အဲ့လိုစဉ်းစားရင်နဲ့ကိုဖြေလိုက်တဲ့အဖြေကမှန်သွားလို့ရှင်အရန်ပျော်စရာကောင်းတာနော်ဟိုမထားမင်းကမေးမယ်နော်ဟောမေးအဲ့တော့အမေရဟောမိမတခြားလားနော်ကောင်းပြီချုံလုံပါပြီစံမိတ်ချလှပါပြီကြောက်တန်းစီညီပါပြီကဲဘာလဲရောမသိလို့မှာလားဟောဘိုးလုံးရဲ့တေးရှာလေးစဉ်းစားကြည့်စမ်းပါတစ်ချက်ချင်းစီစဉ်းစားကြည့်လေခေါင်းမူးချုံလုံပါပြီတကယ်လို့ဟိုဖိုးလုံးနဲ့ကိုရနဲ့စဉ်းစားလို့မရဘူးဆိုရင်ဟိုမမထားတဲလုံသားတစ်ခုပြောပြမယ်လေအဲ့ဒါတတိဝလန်တွေကတမျိုးတည်ရစီခေါင်းမူးချုံလုံပါပြီစမိတ်ချလာပါကြောက်တန်းစီအတီးထဲဟာဆိုပြောင်းမှုကိုရတို့ကဘလို့တည်ဟုတ်တယ်မလားပြောင်းမှုမလားကိုရတော့လည်းဘလို့ပြောင်းပြပါလဲနေရလဲပြောင်းမှုကအခွန်လေးရှိရလေကွာပြီးတော့အမွေးတွေလည်းပါတယ်ပြောင်းမှုစီးတွေကညီးတယ်ဟုတ်တယ်မလားနော်ထားနော်ဟုတ်ပါတယ်ကိုရတို့ပြောတာမှန်တယ်ဘယ်ဆိုလို့လဲကိုရတို့တော်သားပဲဟိုအဲ့ဒီတော့လေဟိုဖိုးလုံးလေးကိုနှစ်ဖူးတောက်လို့ရတာပေါ့နော်ဟာတားနေလေဘာမှမဆိုင်ဘူးတားနှစ်ဖူးတော့မှာဟဲ့နေရှုံးနေလေမဖြစ်နိုင်ဘူးမင်းငါဖို့တာဗျဟာဟုတ်တယ်လေဖိုးလုံးရဲ့မကြည့်မတိုင်ကြားရအောင်မေးဟဲ့လားမရှုံးနေလေဟဲ့လာခဲ့ပြေးတော့နာဝလာရတော့ဆိုတာဟယ်လိုဒီချိန်ပေါ်မှာရှိရမှာလေအိမ်မှာပေါ့လို့အိတ်သေးဟုတ်ပါပြီကိုဒေဇာရဲ့အဆင်ပြေတဲ့တနေ့ဆုံးရတာပေါ့နော်ကျွေးချင်တဲ့သူကအဲ့လောက်ကျွေးချင်နေမှာတော့ကျမကလည်းအားရပါလိုက်စားပေးရတာပေါ့အဲ့ဆိုချူလေးဖုန်းချလိုက်တော့မယ်နော်ဟုတ် good night ချူလေးဘယ်သူဆရာဖုန်းမလို့အဲ့လောက်တောင်ပြောပြီးမျက်နှာပြုံးနေရဟုတ်ဘယ်သူစီရမှာမဟုတ်ပါဘူးချူလေးတငယ်ချင်းတယောက်စီရပါဟုတ်ပါပြီချူလေးရဲ့ချူလေးမပြောချင်ဘူးဆိုလဲလေမမဘန်တော့မမေးပါဘူးနော်တကယ်ပြောတာပါမမဘန်တို့ရဲ့ချူလေးအောင်မအောင်ဘာလို့ညာရမှာလဲချူလေးကိုကြောင်းတော့တငယ်ချင်းတယောက်လေအခုမှဖုန်းအဆက်အသွယ်ပြန်ရလို့အင်းမချူလေးအမဆတာပါဒါပေမဲ့နော်ရေးစားရေးပါရလို့ရှိရင်မမကိုပြောရမယ်နော်ရှို့ထားတော့တွေ့မယ်နော်မမဘန်တို့ကလည်းမမရှိမှာပဲလေချူလေးရဲ့တနေ့ကအလုပ်တွေဒီလောက်ထိရှုံနေတာဟာရီးစားကိုချူလေးဘယ်ချိန်မှတတ်ထားရမှာလဲပြီးတော့ချူလေးရဲ့ခေါင်းထဲမှာတစ်ချိန်လုံးအလုပ်ကိစ္စတွေကြီးပဲတွေးနေတာအင်းလေမမလည်းလေဖေဖေရှိကအကူညီရမှာပဲ
နည်းနည်းအသက်ရှူချောင်သွားတော့ရည်လား ချူလေမဘနူအိတ်ချင်နေပြီလား ဟိုမအိတ်ချင်သေးပါဘူးချူလေရဲ့ဟိုမမချူလေပြောစရာရှိတယ် ဟုတ်ပြောလေ ဟိုအိမ်ထဲမှာပဲအေးစစ်သွားပြောရအောင်လေ ဟာဟာ ဘန်းတို့ရဲ့မင်းပဲရောက်ပြီးတော့ဘာတွေလုပ်နေလဲကွာမင်းဒီလောကကြီးမှာအသက်ရှင်နေကိုရှိနေသေးရဲ့လားကိုမျိုးအရင်တတိယရကွာပြောစရာချေရပါပြီလေကိုလုံးနေမျိုးရမယ်ချေကိုသိပါတယ်မင်းကိုမတွေ့ချင်လို့ပုံနေရဆိုတာသိပါတယ်ကိုအရင်ပုံနေရဆိုတာလေကိုသိပါတယ်ကွာရင်မော်တယ်ဘူလောင်နေပြီနေ